Hello 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 ရလိုက် ရလိုက် မင်္ဂလာပါ လာပါ ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဆိုတော့ကျမတို့ညီမတွေရဲ့ဒါ daily life တော့ပေါ့နော်ကိုယ့်အကိုပဲနာမည်ပေးလိုက်ပြီပေါ့နော်ဆိုတော့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှလည်းကျမတို့တကယ်ပဲစိတ်ဝင်စားစရာကောင်းတဲ့ဒါမေးခွန်းလေးကို share လုပ်ပေးမှာဖြစ်တဲ့အတွက်အားလုံးကိုjoin ပြီးတော့ပေါ့နော်လေ့လာကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်အရင်ဆုံးမိတ်ဆက်တဲ့နေရာကနေသွားမယ်ပေါ့နော်ပြီးရမှာsharing ကဏ္ဍကိုဆက်သွားမှာဖြစ်ပါတယ်ကျမမိတ်ဆက်ပေးချင်ပါတယ်ကျမနာမည်ကတော့ဆွဆွေဝင်းဖြစ်ပါတယ်အခုလက်ရှိစင်ကာပူမှာဒါအချိန်ပြည့်လို့တစ်ဖက်နဲ့ဒီ online စီးပွားရေးကို plan B အနေနဲ့လုပ်ကိုင်နေတဲ့ business owner နဲ့ mentor တယောက်ဖြစ်ပါတယ်ဆိုတော့မမိုးရေမိတ်ဆက်ပေးပါအောင်ပြီးရင်မပြင်းသူစားပေါ့နော်ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ daily life talk ကနေပြီးတော့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ကျမကတော့မမိုးတန်းဖြစ်ပါတယ်ရှင်မြန်မာနိုင်ငံနေပြီးတော့မှနေထိုင်ပြီးတော့အချိန်ပြည့်လုပ်တစ်ဖက်လည်းရှိတယ်ဒီစီးပွားရေးကိုလည်း plan B အနေနဲ့အချိန်ပိုင်းဝင်ရောက်လုပ်ကိုင်နေတာဖြစ်ပါတယ်စီးပွားရေးကိုစိတ်ဝင်စားပြီးတော့ဝင်ရောက်လေ့လာနေကြတဲ့ follower တွေမိတ်ဆွေတွေအားလုံးကိုလက်တွဲကူညီပေးနေတဲ့ mentor တယောက်ဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ညီမတွေရဲ့ daily life တော့လေးရနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမကတော့မမဦးဖြစ်ပါတယ်မွန်ပြည်နယ်ပထုံမြို့နယ်မှာမိသားစုနဲ့အတူနေထိုင်ပါတယ်အိမ်မှာမိခင်ကိုဆောက်ရှောက်ရင်းနဲ့ digital business ကိုလုပ်ကိုင်နေပါတယ်ကျမတို့လိုပဲဒီစီးပွားရေးကိုစိတ်ဝင်စားပြီးလေ့လာနေတဲ့သူတွေလုပ်ကိုင်ချင်တဲ့သူတွေကိုလက်တွဲကူညီပေးနေတဲ့ mentor တယောက်ဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါရှင်ကျွန်တော်ညီမတွေရဲ့ daily life တော့အားလုံးကြိုဆိုပါတယ်ကျွန်တော် page တည်မှာရှိတဲ့ follow မိတ်ဆွေများအားလုံးလည်းမင်္ဂလာပါလို့ရင်ကျွန်တော်ဆက်ပါတယ်ဒီနေ့မေးခွန်းလေးရတော့ပေါ့နော်စိတ်ဝင်စားစရာကောင်းတဲ့ဖြစ်တဲ့အတွက်ကြောင့်ဒီ live ကိုလည်းအစိုးရကြည့်ပေးဖို့အတွက်လည်းရင်စိုးကြပေးချင်ပါတယ်ကျွန်မနာမည်ကတော့ကိုစားဖြစ်ပါတယ်အခုလည်းရှိစင်ကာပူမှာ full time လို့တစ်ဖက်နဲ့ဒီ online digital business လုပ်ခိုင်းနေတဲ့ business owner နဲ့ mentor တယောက်ဖြစ်ပါတယ်ရှင် thank you ပါဟုတ်ကဲ့ပါဆိုတော့မိတ်ဆက်ကဏ္ဍပြီးသွားပြီဆိုတော့ sharing ကဏ္ဍဆက်သွားမှာပေါ့နော်အဲ့တော့ဒီနေ့ကျမရွေးချယ်ထားတဲ့မိကုံးလေးရကြတော့ပေါ့နော်ဒီ online စီးပွားရေးကိုလုပ်တဲ့အခါမှာပေါ့နော်ကျမတို့အခက်အခဲတွေ challenge တွေရှိသလားပေါ့ဒီရဆိုလို့ရှိရင်လည်းဘယ်လိုကြော်ဖြတ်တယ်လဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဒီစီးပွားရေးကဒါနိုင်ငံတကာကနေပြရမှာပေါ့နော်ဒါလောက်ကန်နေကြတယ်ဘယ်လိုပြောမလဲရွယ်မတူဘူးပေါ့နော် background တွေမတူဘူးအရွယ်တွေမတူဘူးကျမတို့ professional တွေမတူဘူးပေါ့နော်ဆိုတော့ဒီလိုမျိုးမတူညီတဲ့ level အသီးသီးကနေပြမှာလောက်ကန်နေကြတဲ့လူတွေအများကြီးရှိတယ်ဆိုတော့ကျမတို့ညီမတွေဆိုလည်းမတူကြဘူးပေါ့နော်အရွယ်တွေလည်းမတူဘူးbackground တွေလည်းမတူဘူးတွေ့ကြုံတွေဘာမှမတူဘူးအများကြီးရှင်းနေလည်းမတူဘူးပေါ့နော်ဆိုတော့ဒီလိုမျိုးမတူညီတဲ့သူတွေအကုန်လုံးကဒီစီးပွားရေးထဲမှာလောက်ကန်နိုင်ကြတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီစီးပွားရေးကအကုန်လုံးပေါ့နော်ကျွန်တော် system နဲ့တကွာ training တွေအကုန်လုံး mentor တွေ coach တွေအကုန်လုံး supporting ပေးထားတဲ့အခါကျတော့လောက်ကန်တာအဆင်ပြေတာပေါ့နော်ဒါပေမဲ့လည်းဒီစီးပွားရေးကကျမတို့စလုပ်တဲ့အခါမှာတော့ပေါ့နော်အခက်အခဲမရှိတဲ့သူကတော့မရှိဘူး challenge တွေရှိတယ်ပေါ့နော်ဒါအများအများအရေးကြီးပဲกว่าတာဖြစ်တယ်ဆိုတော့ကျမတို့ကတော့လုပ်ငန်းမှာပေါ့နော်ကိုကစီးပွားရေးလုပ်ငန်းတစ်ခုစီစဉ်နေဆိုလို့ရှိရင်တော့အခက်အခဲတွေဆိုတယ်ကိုစီးပွားရေးကိုဒီတော့မှဆက်လုပ်တယ်လို့ဒါလည်းဆက်လုပ်တော့ဒီကျမတို့ဒီလိုစေကိုဘယ်လိုမျိုးဝန်ဆိုင်ကျော်သွားတယ်လဲပို့တယ်ပေါ့နော်ဒီ challenge တွေတွေတွေ့တဲ့အခါမှာဘယ်လိုမျိုးရင်ဆိုင်တယ်ဘယ်လိုမျိုးလူလန်းတွေကိုတုံးပြီးတော့ဖြည့်ရှင်းလဲဆိုတာကတရားနဲ့တရားမဟုတ်ဘူးပေါ့နော်အဲ့တော့ဒါလေးတွေကို share လုပ်ပေးဖို့အရင်ဆုံးပို့ပေးခေါ်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါညီမလေးမေးခွန်းလေးအရန်ကောင်းနေပေါ့နော်ဆိုတော့ challenge ကတော့ဘယ်နေရာမှာဖြစ်လဲเนาะဒီ digital business မှာမဟုတ်ဘူးအသစ်တစ်ခုစပြီဆိုတိုင်းပေါ့เนาะကျမတို့ challenge တွေရှိတယ်เนาะကျမတို့ငယ်တုန်းကဆိုရင်ကြောင်းနေတန်းပြီးတန်းတက်လာတယ်ပေါ့เนาะအမြဲတမ်းတန်းတက်တာနဲ့ကျမတို့အမြဲတမ်းစိတ်လှုပ်ရှားတယ် challenge တွေအမြဲတမ်းတွေ့ရတယ်ပေါ့เนาะဟိုဘာသာရက်တွေကမတူဘူးတန်းတက်ပြီးတာနဲ့ပေါ့เนาะပို့ပြီးတော့မှခက်လာတယ်ပေါ့လေเนาะအဲ့လိုဆိုတော့ဘလို့ဖြစ်ဖြစ်ကိုမလေးလာရသေးဘူးအစပထမပေါ့ဒါဆိုလို့ရှိရင် challenge ကရှိတာပဲပေါ့လေเนาะအဲ့လိုဆိုတော့ဒီ digital business လုပ်တဲ့အခါမှာ challenge တွေရှိတယ်ဆိုတော့အဓိကပေါ့เนาะအဓိကကျမအတွက် challenge ကတော့ဘာလဲဆိုရင်နံပါတ်1ကတော့ဒီ camera ရှေ့မှာစကားပြောဖို့ကြောက်တယ်ပေါ့เนาะဆိုတော့ဒါကတော့ကျမတယောက်တည်းမဟုတ်ဘူးလူတိုင်းကြောက်လိမ့်မယ်လို့ထင်တယ်ပေါ့လေ cell တွေကလွဲရင်ပေါ့เนาะဆိုတော့နံပါတ်1ကဒီ camera ရှေ့မှာစကားပြောဖို့ကိုကြောက်တယ်เนาะနံပါတ်2ကကြတော့ကျမနည်းပညာမကျွမ်းဘူးပေါ့เนาะကျမကအသက်အရွယ်တစ်ခုရလာတဲ့အခါမှာနည်းပညာနောက်ကိုကျမအမိမလိုက်နိုင်ဘူးပေါ့เนาะဆိုတော့နည်းပညာအခက်အခဲရှိတယ်ပေါ့เนาะနံပါတ်3ကကြတော့ဗာလဲဆိုရင်ဒီဘာသာစကားပေါ့နော်ဘာသာစကားကလည်းဒါ international စီးပွားရေးဖြစ်တဲ့အတွက်ပေါ့နော်ကျမတို့က
ဒီ native speaker တွေမဟုတ်ဘူးလေနော်မြန်မာလိုပဲရတယ်အင်္ဂလိပ်လိုကြတော့ပေါ့နော်ဒီနဲ့နားရေဝဖို့လိုတဲ့ practice လုပ်ဖို့လိုတဲ့နေ့စဉ်သုံးနေတဲ့ဟာမဟုတ်တဲ့အတွက်ပေါ့နော်ဒါလည်းနည်းနည်းအခက်ခဲရှိရဲဆိုဒီ3ခုပေါ့နော်ဒီ3ခုကကျွန်မတို့ challenge ဖြစ်ခဲ့တယ်ပေါ့နော်အဲ့လိုဆိုတော့ပထမတစ်ချက်ဖြစ်တဲ့ဒီကင်မရာရှိမှာစကားပြောဖို့ပေါ့နော်ကြောက်တယ်ဆိုတဲ့ challenge ကိုကျွန်မကဘယ်လိုဖြေရှင်းခဲ့တယ်လဲပေါ့နော်ဆိုတော့ဆက်စဦးဆုံးမှာတော့ပေါ့နော်ဒီကင်မရာရှိမှာကျွန်မဘယ်လိုမှစကားမပြောရဘူးပေါ့နော်ကင်မရာရှိရောက်ပြီဆိုတာနဲ့ချွဲတီးတွေပြန်နေစကားတွေဘာပဲတောင်ရောက်မြောက်ရောက်ပေါ့နော်ဘာပြောလို့ပြောမှမသိပြီးရင်ဒီကွန်ပျူတာရှိမှာကျွန်မတို့က screen ကြီးကိုကြည့်ပြီးပြောရတာပေါ့နော်အဲ့လိုဆိုတော့ကြောင်တောင်နိုင်နေပြီးရင်ဘာလဲဆိုတော့ကျွန်မကပတ်ဝန်းကျင်ပေါ့နော်ပတ်ဝန်းကျင်ကကိုယ့်ကိုဘာများပြောကြမလဲကိုယ့်ရဲ့မိတ်ဆွေပေါင်းတင်တွေကကဲ့ရဲ့ကြမလားပြီးရင်ကိုယ့်စကားတခွန်းမှားသွားတယ်ဆိုရင်သူများကိုများထိခိုက်လေမလားဒါတွေအမျိုးမျိုးတွေးတာပေါ့နော်တွေးပြီးတော့အတွေးတွေနဲ့ပတ်ချဝိုင်းပြီးတော့ကျွန်မကိုပြောမဲစကားကိုမထွက်တော့ဘူးပေါ့နော်ဆိုတော့အမှန်မှာတော့ဒီကင်မရာရှိမှစကားမပြောခင်တုန်းကကျွန်မနော်ဒီအကုန်လုံးကိုချရေးတယ်မင်္ဂလာပါကျွန်မနာမည်မိုးတန်းပါဆိုတော့အဲ့ဒီကနေစပြီးတော့ချရေးတာနောက်ဆုံးထိနော်ဒီနှုတ်ဆက်ပါတယ်နော်ဒီအဲ့လိုအထီကိုပေါ့နော်ကျွန်မတမျက်နှာဆိုလဲတမျက်နှာလေရင်းနဲ့ကိုချရေးတာပေါ့နော်အဲ့လိုမျိုးချရေးထားတယ်ဒါမဲ့တကယ်စကားလည်းပြောရောဘယ်ရောက်လို့ဘယ်ပေါက်မှမသိတော့တလုံးမှတတိမရတော့ဘူးပေါ့နော်အဲ့လိုဖြစ်တယ်အဲ့လိုဆိုတော့ဒါဆက်စဦးဆုံးအခြေအနေတွေပေါ့နော်ဆိုတော့ဒီစကားပြောကနေဆိုရင်နော်အတန်တွေတုံနာတို့ချွေးစီတွေပြန်နာတို့နော်ဒီလုံးဝပြောမဲ့ဟာကိုမေ့သွားတာတို့နော်ဒါမျိုးလေးတွေဖြစ်တယ်ပေါ့နော်ဆိုတော့အတာကဘယ်လောက်ထိကြာလဲဆိုရင်2လ3လလောက်ထိကြာတယ်ပေါ့နော်အဲ့တော့ကျွန်မဘယ်လို practice လုပ်တယ်လဲပေါ့နော်ဆိုတော့အရင်ဆုံးတော့ကျွန်မဒီမျက်နှာမပြဘဲနဲ့ပေါ့နော်ကိုယ့်ရဲ့အတန်လေးနဲ့ recording လုပ်တယ်recording နဲ့ပေါ့နော်ကိုအကြောင်းတုံးကအကြောင်းလေးတွေကိုယ့်ရဲ့ personal အကြောင်းလေးတွေမိသားစုဘဝလေးတွေเนาะဒီကျောင်းတုံးကတငယ်ချင်းတွေနဲ့ဘယ်လိုတွေပျော်ခဲ့တာတွေဒါတွေကိုပေါ့နော်အကုန်လုံးကို record တွေလုပ်တယ်ပေါ့နော် record တွေလုပ်ပြီးတော့မှတင်တယ်အဲ့လိုဆိုတော့ကိုယ့်ရဲ့အတန်ကပေါ့နော်နည်းနည်းနားထောင်လို့ကောင်းလာပြီးပြည့်နဲ့ပြောနိုင်ပြီးဆိုမှပေါ့နော်ဒီရုပ်နဲ့ပေါ့နော်ကိုကဒီ live print တဲ့နေရာကိုရောက်တယ်ပေါ့နော်အဲ့တော့ live print တဲ့အချိန်မှာလည်းပဲပေါ့နော်ဒီပွဲမဝင်ခင်အပြင်ကလေ့ကျင့်ဆိုသလိုပဲပေါ့နော်ကျွန်မဟာမှန်ရှိမှာเนาะဒီတစ်ခေါက်နှစ်ခေါက်သုံးခေါက်လောက်ထိတော့အနည်းဆုံးလေ့ကျင့်တယ်ပေါ့နော်အနည်းဆုံးလေ့ကျင့်တယ်လေ့ကျင့်ပြီးတော့မှဒီလိုကင်မရာရှိမှစကားပြောဖို့ဖြစ်လာတယ်ပေါ့နော်အဲ့လိုဆိုတော့အဲ့ဒါကဘယ်လောက်ထိကြာသွားလဲဆိုရင်3လလောက်ထိကျွန်မ practice လုပ်ရတယ်ပေါ့နော်ဆိုတော့3လနောက်ပိုင်းမှာတော့တော်တော်ကိုကို confidence ဖြစ်လာတယ်ပြီးတော့ပေါ့နော်ဒီလိုပြောနိုင်အောင်ပေါ့ကျွန်မကစိတ်ကိုလည်းပြင်ရတယ်ပေါ့နော်ကျွန်မရဲ့ mindset ပေါ့ mindset ကပါလဲဆိုလို့ရှိရင်ကိုကဒီကိုကြောင့်သူများထိခိုက်မလားပေါ့နော်ကိုဘယ်သူကဘာပြောမလဲဒါမျိုးလေးတွေတွေးနေတာပေါ့နော်တွေးနေဆိုတော့ဒီအတွေးတွေကကျွန်မကိုနှိပ်စက်နေတာပေါ့လေနှိပ်စက်နေရဲဆိုတော့အဲ့နဲ့ကျွန်မပြန်ပြီးတော့တွေးလိုက်တယ်ဒီလိုတွေဘာဖြစ်နေတာလဲပေါ့နော်ဆိုတော့ကိုလုံနေတဲ့စီးပွားရေးကသူများကိုလည်းမထိခိုက်ဘူးတမန်အာစီဝနဲ့လုပ်တယ်ပြီးလို့ရှိရင်ကိုရဲ့နောင်ရေးကိုမိသားစုနောင်ရေးကိုသားလေးနောင်ရေးအတွက်เนาะဒါကတကယ်ကိုเนาะအခွင့်အလမ်းရှိတဲ့စီးပွားရေးမိသားစုဘဝပြည်လည်ဖို့အတွက်เนาะဒါလောက်တာစီးပွားရေးလောက်တာပေါ့နော်အဲ့လိုဆိုတော့ဘာလို့မလုပ်နိုင်စရာရှိရမှာလဲပြီးရင်ကိုတယောက်တည်းမဟုတ်ဘူးပေါ့နော်ဒီစီးပွားလုပ်နေလို့လည်းအများကြီးပဲ online ပေါ်မှာကိုလိုပဲအများကြီးပဲသူများတွေဆိုဈေးတောင်ရောင်းနေကြသေးတယ်ဘယ်ဟာဘလောက်ဈေးနှုန်းတွေပြောပြီးရောင်းနေကြတယ်ကို့မှာကအဲ့လိုမျိုးပေါ့နော်ပစ္စည်းတွေပြပြီးရောင်းနေစရာလည်းမလိုဘူးနော်စီးပွားရေးခွင့်လန်းလေးပဲမျှဝေရတယ်ပြီးရင်ကိုတီးထားတာမှတ်ထားတာလေးတွေမျှဝေရတယ်ဒါလေးပဲလုပ်ရတာပေါ့နော်ဘလောက်ဒါများဘလောက်ခက်လို့လဲပေါ့နော်ကိုပြန်ပြီးတော့မှဘာလို့မလုပ်နိုင်ရမှာလဲပေါ့နော် I can do it ဆိုပြီးတော့ကိုပေါ့နော်အားပေးတယ်ကိုအားပေးတယ် practice လုပ်တယ် practice is perfect ပေါ့နော်ကျမတို့က practice မလုပ်ဖက်နဲ့တော့ဘယ်သူမှ perfect ဖြစ်မလာဘူးပေါ့နော်ဆိုတော့ကျမတို့ကနော်ပွဲမဝင်ခင်ပြင်ကလေ့ကျင့်ဆိုတာတကယ်ကိုမှန်တယ်နော်အဲ့ဒီဟာကလည်းကျမတို့ရဲ့လက်တွေ့ဖြစ်တယ်ပေါ့နော် practice လုပ်လေပို့ပြီးတော့မှကိုယ့်အတွက် perfect ဖြစ်လာလေကို confidence တက်လာလေပေါ့နော်အဲ့ဒါကလည်းတကယ်ကိုအရေးကြီးတယ်ဆိုတော့ဒီကင်မရာရှိမှစကားပြောနိုင်ဖို့အတွက်တော့ပေါ့နော်ကျမကဒီလိုလေ့ကျင့်ခဲ့တယ်နော်ဆိုတော့အမှန်ရှိမှလေ့ကျင့်တယ်စာသားကိုရေးချတယ်ပြီးရင်တိုင်ဖိုင်လေးနဲ့ recording လုပ်တယ်နော်ပြီးလို့ရှိရင်ကိုယ့်ရဲ့ mindset ကိုပြောင်းလဲတယ်နော် mindset ကိုပြောင်းလဲတယ်ကိုယ့်ရဲ့မိသားစုနောင်ရေးအတွက်ငါဘာလို့မလုပ်နိုင်ရမှာလဲနော်ငါသားလေးနောင်ရေးအတွက်ငါဘဝလှဖို့အတွက်နော်ငါမိသားစုအဆင်ပြေဖို့အတွက်သူများကိုလည်းမထိခိုက်ဘဲနဲ့တမန်အာစီဝပြတဲ့စီးပွားရေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်လို့ဘာဖြစ်လို့မလုပ်နိုင်ရမှာလဲကိုအားပေးတယ် I can do it ဆိုပြီးတော့ပေါ့နော်အဲ့လိုအားပေးရင်းနဲ့ပေါ့နော် mindset တစ်ခုချိန်လိုက်တဲ့အခါမှာတော့ပေါ့နော်ကျွန်မဟာဒီလိုကင်မရာရှိမှာပေါ့နော်အေးအေးစစ်စစ်နဲ့စကားပြောနိုင်လာတာဖြစ်တယ်ပေါ့နော်ဒီ challenge ကိုတော့ကျွန်မဒီလိုဖြည့်ချင်းခဲ့တယ်ပေါ့လေနော်ဒုတိယတစ်ခုကတော့နီးပညာပေါ့နော်နီးပညာမကျွမ်းကျင်တဲ့
ဟာကကြတော့ကျမကအသက်အရွယ်ရလာတယ်လေနော်သူများနဲ့စာရင်ကိုကလူငယ်မဟုတ်တော့ဘူးဆိုတော့အသက်အရွယ်ကြောင့်မို့လို့နော်ဒီပညာကိုအရင်လိုက်မမီဘူးဒါပေမဲ့လည်းပေါ့နော်ကိုကဆွဲမလျှော့ဘူးပေါ့နော်ကျမကတော့ never give up ဆိုတဲ့စိတ်ကငငယ်ကလေးရရှိတယ်ပေါ့နော်ကိုလှုပ်ချင်တာတခုကိုဖြစ်အောင်လုပ်တယ်မပြီးအောင်လုပ်တယ်မရအောင်လုပ်တယ်အောင်နော်ပိုင်းနိုင်ကိုရောက်အောင်တွားတက်တဲ့အချင်းရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါကလည်းကိုလည်းကျေးဇူးတင်ရတယ်ကိုပေါ့နော်ပြုစုပြိုးထောင်လာတဲ့မိဘတွေကိုလည်းကျေးဇူးတင်ရတယ်ပေါ့နော်ဒီလိုစိတ်ဓာတ်တွေကျမကိုထက်ပေးလိုက်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့လိုဆိုတော့ဒီနည်းပညာမကျွမ်းကျင်တာကတော့နော်ကိုတယောက်ထက်လုပ်လို့တော့မရဘူးပေါ့နော်ကိုဘက်ကလည်းလေ့လာတယ်ပြီးရင်ဒီစီပွားမှာတကူကောင်းတာကတော့ဒါလဲဆိုရင်ကျမတို့မှာ coach နဲ့ mentor ရာသက်ပံပါတယ်ပေါ့နော်ဆိုတော့ coach ကလည်းတစ်ပတ်တစ်ခါကျမတို့ကို power hour တွေနဲ့เนาะဒီနည်းပညာတွေကိုပြန်နေရာမှာခက်ခဲရှိလဲဒါတွေကူညီဖို့လိုအပ်တယ်လဲပေါ့เนาะဒါမျိုးတွေကိုအများနဲ့ပေါ့เนาะကျမတို့နည်းပညာဖလှယ်ကြတယ်ဖြည့်ရှင်းပေးတယ်เนาะအခက်အခဲတွေကိုကူညီပြီးတော့မှထောက်ပံ့ပေးတယ်ပေါ့เนาะအဲ့လိုဆိုတဲ့အခါမှာဒီတစ်ပတ်တစ်ချိန်ပေါ့เนาะကျမတို့မေးလို့ရတယ်เนาะဖလှယ်လို့ရတယ်เนาะဒီတစ်ပတ်အချိန်တစ်ပတ်တစ်ပတ်ချင်းအပြင်ကိုကိုယ်မှာအခက်အခဲရှိတဲ့အချိန်ဆိုလည်းဘယ်အချိန်မဆိုပေါ့เนาะ online ပေါ်ကကျမတို့ message လေးနဲ့ပို့ထားလိုက်တဲ့ coach ရေဒါလေးကတော့ဘလို့เนาะဒီခက်နေတယ်အဲ့ဒါလေးကူပါဆိုလို့ရှိရင်တကယ်ကိုเนาะဒီ message ကိုတွေ့တာနဲ့ပေါ့เนาะချက်ချင်းကူညီတာဖြစ်တယ်ဆိုတော့အချိန်မဆိုင်ဘူးပေါ့လေအမှန်မှာဆိုရင် US နဲ့ကျမတို့မြန်မာနိုင်ငံဆိုရင်နေ့နဲ့ညကွာတယ်ပေါ့เนาะဒါပေမဲ့လည်း coach ကတကယ်ကိုပေါ့เนาะဒါစေတနာမေတ္တာအပြည့်အဝနဲ့ကျမတို့နေတဲ့အချိန်တိုင်းကိုပေါ့เนาะစိတ်ရှိရှိနဲ့ရှင်းပြတယ်အချိန်မဆွဲပဲကူညီတယ်เนาะဒါမျိုးတွေပေါ့เนาะအရန်ကိုပေါ့เนาะကျမတို့အတွက်က appreciate ဖြစ်ပါတယ်လို့ဒီစီပွားမှာเนาะအဲ့လိုဆို coach အပြင်ကိုကျမတို့မှာအနီးကပ်မေးလို့ရတဲ့ mentor ရှိတယ်ပြီးရင်အချင်းချင်းပေါ့เนาะကိုညီမတွေလို့ကိုသိတဲ့ဟာမသိတဲ့ဟာဒါမျိုးတွေကိုဖလှယ်ရင်းလေးလာရင်ကူညီရင်းနဲ့တွားကြတဲ့စီပွားရေးတစ်ခုဖြစ်တယ်ပေါ့เนาะပြီးရင်အသိဝင်လာတဲ့သူတွေကိုကိုယ့်ရဲ့ mentor ကလက်တွဲခေါ်ပြီးတော့မှပန်းနိုင်ကိုတူတွားကြတဲ့အတွက်เนาะနည်းပညာအရန်ကျွမ်းကျင်စရာမလိုဘူးနည်းပညာမကျွမ်းတော့စိတ်ပူစရာမလိုဘူးပေါ့เนาะအဲ့ဒါကြောင့်မလို့ဒီဟာကတော့ပေါ့เนาะကျမရဲ့ community နဲ့အတူတကွသွားခြင်းအပြင်ပေါ့เนาะဒီ challenge ကိုကြော်နိုင်ခဲ့တယ်ကိုယ့်ဘက်ကလည်းအားတော့စိုက်ရတာပေါ့เนาะဆိုတော့ coach နဲ့ mentor ကတော့ကျမတို့ကိုလမ်းပဲပြနိုင်မယ် guideline ပဲပေးနိုင်မယ်ဒါပေမဲ့တကယ်လို့ရမှာကတော့ကိုယ်တိုင်းဖြစ်တယ်အဲ့တော့သူတို့ guideline ပေးတယ်ဆိုရင်ကိုလည်းတတဝေမတင်ဒီတိုင်သွားပြီးတော့မှเนาะကိုယ့်ဘက်ကလည်းအမြဲတမ်းလုံလဝရိယစိုက်ထုတ်ပြီးတော့မှအလုပ်လုပ်သွားမယ်ဆိုရင်နည်းပညာအခက်ခဲဘလို့ပင်ရှိပါစေပေါ့เนาะကျမအဲ့ဒါကိုကြော်လွှားတယ်အခုလည်းလေးလာစေနည်းပညာကတော့ပေါ့เนาะဘတော့မှကျမတို့လေးလာမှုကိုရက်တိုင်လိုက်လို့မရဘူးเนาะအခုဆို AI နေပေါ်တယ်ဆိုရင် AI နောက်ကိုလည်းကျမတို့လိုက်ရတာပဲပေါ့เนาะဆိုတော့တခုကောင်းတာကတော့ကျမကလည်းအဲ့လိုအသိစံလေးလာတာဝါသနာပါတယ်ကိုယ့်ရဲ့ဝါသနာလည်းအရင်ခံတယ်ကိုယ့်ရဲ့စိတ်ကလည်းပေါ့เนาะမလျှော့တဲ့ဆိုရရှိတယ်ဆိုတော့ဒါတွေကလည်းပေါ့เนาะကျမအတွက်အရန်ကို favor ပေးတဲ့အချက်တွေဖြစ်တယ်ပေါ့เนาะအဲ့လိုဆိုတော့တတိယတစ်ချက်ပေါ့เนาะတတိယတစ်ချက်ကတော့ဘာသာစကားပေါ့နော်ဘာသာစကားကတော့เนาะကျမတို့ဒီစပြီးတော့လုပ်တဲ့2023ခုနှစ်ကဆိုရင်အခုလို AI နေမပေါ်သေးဘူးเนาะ AI နေကဒီနှစ်တွေမှာပို့ပြီးတော့မှပေါ်လာတယ်လေအဲ့တော့ AI ပေါ်လာတဲ့အချိန်မှာတော့ကျမတို့ဘယ်ဗီဒီယိုဖွင့်လိုက်เนาะ auto translation နဲ့သွားတယ်เนาะအင်္ဂလိပ်လိုဆိုရင်မြန်မာလိုပြန်ပြီးသားတပြိုင်တည်းမှာပေါ့เนาะမြန်မာလိုပဲကြည့်မလားအင်္ဂလိပ်လိုနဲ့တွဲကြည့်မလားเนาะအမျိုးစုံပေါ့เนาะဒါ AI ပေါ်ပြီးတဲ့နောက်ပိုင်းမှာတော့เนาะစီးပွားရေးတွေလောက်တာကတကယ်ကိုပေါ့เนาะကျမတို့အတွက်လွယ်ကူလာတယ်မြန်ဆန်လာတယ်เนาะကျမတို့ဒီအားဆိုင်စရာသိမလို့တော့ဘူးပေါ့เนาะအရန်ကိုကောင်းပါတယ်เนาะအဲ့လိုဆိုကျမစလုပ်တဲ့ဒီ2023ခုနှစ်ကဆိုရင်တော့ဒီ AI နေမပေါ်သေးတဲ့အချိန်မှာတော့ပေါ့เนาะနည်းနည်းအားဆိုင်ရတယ်เนาะဒီဘာသာစကားနားမလည်ရင်ဘယ်လိုလုပ်တယ်လဲကျမเนาะတစ်ချိန်နားမလည်ရင်နှစ်ချိန်ပြန်ကြည့်တယ်သုံးချိန်ပြန်ကြည့်တယ်ပေါ့เนาะအဲ့လိုဆိုတော့တစ်ခေါက်နှစ်ခေါက်သုံးခေါက်လောက်ဆိုရင်တော့ကျမနားရည်ဝလာတယ်ကြာလာတော့เนาะတော်တော်ကိုဒီအင်္ဂလိပ်နဲ့ပတ်သက်ပြီး listening skill ပြည့်အရန်ကောင်းတယ်လေเนาะကောင်းလာတယ်ဆိုတော့အင်္ဂလိပ်စာမှာကတော့အဓိကဒီ listening skill ကခက်ဆုံးပဲလေเนาะအဲ့လိုဆိုတော့ကျမဘယ်လောက်တောင်တိုးတက်သွားလဲဆိုရင်ပေါ့เนาะဒီအချိန်ပြည့်အလုပ်ထဲကကျမဒီအင်္ဂလိပ်စာတွေပေါ့เนาะနိုင်ငံခြားသားတွေသင်တဲ့အင်္ဂလိပ်စာတွေသွားတက်ရတယ် meeting တွေသွားတက်တယ်ဆိုရင်အရင်တော့ဆိုကျမဒီဘယ်လိုပြောလဲအကုန်လုံးကိုပေါ့လုံးစစ်ပတ်စစ်နားမလည်ဘူးပေါ့နော် overview လောက်ပဲကျမနားလဲတယ်ဒါပေမဲ့ဒီစီးပွားကိုလုပ်ပြီးတဲ့တစ်နှစ်လောက်တော့တွင်မှာပေါ့နော်ကျမနောက်ထပ်သင်တန်းတစ်ခုကိုတက်တဲ့အခါမှာဆရာမပြောတာလေရှင်းလင်းပြီးတော့နော်လုံးဝဒီအင်္ဂလိပ်စာရဲ့ listening စွမ်းရအရန်ကောင်းသွားကိုလဲပေါ့နော်မယုံနိုင်လောက်အောင်ဖြစ်သွားတယ်listening တွေဆရာမပြောတာလေရှင်းလိုက်တာပေါ့နော်အကုန်လုံးကိုဒီမြန်မာလိုပြောနေတယ်လို့ပဲကျမအကုန်နားလည်သွားတယ်ပေါ့နော်ဆိုတော့အရန်ကိုကျေးဇူးတင်တယ်ကိုလဲပေါ့နော် appreciate လုပ်တယ်ဒီ listening skill တွေနော်နေ့စဉ်ကျမတို့က
နားထောင်လာတဲ့အခါမှာနားရည်ဝလာတယ်ဆိုတော့တစ်ပတ်တစ်ချိန်လေးเนาะကျမတို့က mastermind တွေတက်ရတယ်ဒီ mastermind မှာကเนาะနိုင်ငံတကာကအောင်မြင်ပြီးသားလုပ်ငန်းရှင်တွေအတွေ့အကြုံကိုရှင်းပြတာဖြစ်တယ်အဲ့လိုဆိုဒီအတွေ့အကြုံတွေဆိုတာကเนาะကျမတို့ကငွေနဲ့ဝယ်လို့မရဘူးအဲ့လိုဆိုကျမအတွက်ကတော့เนาะတကယ်ကိုကောင်းလိုက်တာဒီအတွေ့အကြုံတွေဆိုတာเนาะသူတို့ရှိကเนาะ3နှစ်5နှစ်တကယ်ကို temperature financial freedom ရအောင်เนาะသူတို့ရဲ့ review ဟာတွေကိုကျမတို့ချပြတဲ့ဟာတွေတန်ဖိုးရှိလာတယ်ပေါ့เนาะအရန်ပဲအဲ့လိုဆိုအဲ့ဒါတွေကိုနားထောင်ရတယ်လိလာရတယ်ဆိုတဲ့အခါမှာနားရည်ဝပြီးတော့เนาะအင်္ဂလိပ်လိုဘာသာစကားကိုလုံးဝကျွမ်းကျင်သွားတယ်ပေါ့เนาะအဲ့တော့ speaking ကတော့မပါဘူးပေါ့เนาะနည်းနည်းပါးပဲ speaking ကတော့ကျမတို့ဒီသင်တန်းတွေတက်တဲ့အခါတော့เนาะဒီ accountability partner တွေနဲ့ပြောတဲ့ချိန်နည်းနည်းပြောရတယ်ဒါပေမဲ့အဲ့ဒါကမလို့အပ်ပါဘူး listening လေးကတော့ကျမတို့ကနားထောင်ရင်နားရည်ဝပြီးတော့เนาะလုံးဝမကျွမ်းကျင်မှမပူရဘူးပေါ့เนาะဆိုတော့ကျမတို့ကပုံမှန်အင်္ဂလိပ်စာသင်တန်းတစ်ခုကိုအပြင်မှာသွားတက်ရင်တောင်ဒီလောက်ထိဖြစ်လာမှာမဟုတ်ဘူးဘာလို့ဆိုတော့ပြင်မှာသင်တန်းတွေတက်တယ်ဆိုရင်ကျမတို့ speaking တို့ reading တို့ writing တို့ဒီလောက်ပဲလုပ်တယ် listening ကိုတိတ်မလုပ်ကြဘူးပေါ့เนาะ listening ကခက်လဲခက်တာဘူးအဲ့တော့တော်ရင်လူကမလုပ်ချင်ဘူးပေါ့เนาะအဲ့လိုဆိုတော့ဒီမှာကတော့ကျမတို့ listening skill ကိုเนาะတကယ်ကိုနေ့စဉ်နားထောင်လိုက်တဲ့အခါမှာเนาะကျမကလုံးဝကိုဒီ listening နဲ့ပတ်သက်ပြီးတော့မှเนาะကျွမ်းကျင်သွားတာဖြစ်တယ်ဆိုတော့အရန်ကိုကျေးဇူးတင်တယ်ပေါ့เนาะအဲ့လိုဆိုတော့ကျမရဲ့ challenge ကတော့ဒီ3ခုပေါ့เนาะဒီ3ခုကိုကျမအောင်မြင်နဲ့ကြော်ဖြတ်ပြီးတော့အခုဆိုရင်3နှစ်ဆိုတဲ့ကာလပြည့်တော့မယ့်အချိန်မှာကျမเนาะလုံးဝကိုတောင်မှမှတ်မိနိုင်တော့လောက်အောင်ကျမတိုးတက်သွားပြီဖြစ်တယ်ပေါ့เนาะအဲ့လိုဆိုတော့ကျမတို့ရဲ့မိတ်ဆွေတွေကိုလည်းပေါ့เนาะကျမတို့ဝင်လေးတိုးရင်ကိုယ့်ရဲ့ personal development နဲ့တိုးအောင်ပေါ့เนาะစီးပွားရေးတစ်ခုကိုလှုပ်ထားခြင်းနဲ့ဆိုတော့ဒီစီးပွားရေးတကယ်ကိုတင့်တော်ပါတယ်လို့မျှဝေချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်မမိုးရဲ့ challenge နဲ့ဘယ်လိုမျိုးပေါ့နော်ဘယ်လိုမျိုးနီလန်းတွေတုံးပြီးတော့ဒီစီးပွားရေးမှာရင်ဆိုင်ခဲ့လဲချော့ပြတ်ခဲ့လဲပေါ့နော်ဒါလေးတွေကိုနားထောင်ခွင့်ရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်တယ်ပေါ့နော်ဆိုတော့နောက်တစ်ယောက်အနေနဲ့မမကိုဒီနေ့ topic ကို sharing လုပ်ပေးဖို့ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ digital business လုပ်တဲ့အခါမှာ challenge တွေကိုဘယ်လိုရင်ဆိုင်ကျော်ဖြတ်လဲပေါ့နော်ဟုတ်ကဲ့ကျွန်မဒီစီးပွားရေးကိုလုပ်တဲ့အခါမှာကျွန်မမှာ challenge ကတော့များပါတယ်ကျွန်မဒီစီးပွားရေးကိုစလုပ်တဲ့အချိန်မှာပေါ့နော်ဒီစီးပွားရေးက online ကနေပြီးတော့ကြော်ညာလုပ်ရတဲ့လုပ်ငန်းဆိုတော့ကျွန်မက social media shine ဖြစ်တဲ့သူတယောက်ဖြစ်တယ်ဆိုတော့ဒါကကျွန်မအတွက်challenge အကြီးကြီးဖြစ်တယ်ပေါ့နော်ကျွန်မအရင်တော့ဆိုလို့ရှိရင် Facebook ကိုသုံးတယ်ဒါပေမဲ့ကျွန်မno profile နဲ့နေခဲ့တဲ့သူတယောက်ဖြစ်တယ်ပြီးတော့ post လည်းတစ်ခါမှမတင်ဘူးသူများတွေတင်တဲ့ post တွေကိုကြည့်ပြီးတော့ကိုကြိုက်တာလေးတွေတွေးလို့ရှိရင်ပြန်ပြီးတော့မျှဝေမယ်ဒီလောက်ပဲလောက်တယ်ပေါ့နော်ကိုတိုင်က post ကိုတစ်ခါမှမတင်ဘူးတဲ့သူဖြစ်တယ်ဆိုတော့က post ဘယ်လိုတင်ရမှန်းတော့ကျွန်မမသိဘူးပေါ့နော်ဒီစီးပွားရေးကိုဆက်လုပ်တဲ့အချိန်မှာpost တင်ပြီးတော့ကြော်ညာတွေလောက်ရမယ်ဆိုတော့ကျမရဲ့ mentor ကိုမေးရတယ်ပေါ့နော် post ဘယ်လိုတင်ရမလဲဆိုတာပြီးတော့ကျမရဲ့ပုံတွေကိုတင်ဖို့ရလည်းပဲလေမတင်ဖြစ်ဘူးမတင်ရဲဘူးပေါ့နော်တင်လေးမရှိတဲ့အခါကျတော့ဗီဒီယိုတွေလုပ်ဖို့ကိုလည်းပဲကျမကဘယ်လိုပြောမလဲဆိုတော့ရှက်တယ်ပေါ့နော်ဒါပေမဲ့လည်းပဲဒီစီးပွားရေးကိုလုပ်ချင်တဲ့ဒီစီးပွားရေးကရနိုင်တဲ့အကျိုးကျေးဇူးတွေကိုလူချင်းတဲ့အတွက်ကြောင့်မို့လို့ကျွန်မကတေချာလေ့လာပြီးတော့ဆုံးဖြတ်ပြီးတော့လုပ်ခဲ့တယ်ပေါ့နော်ကိုကလုပ်ပြီးဆိုတော့လည်းပဲမဖြစ်အောင်လုပ်ရတော့မှာပေါ့အဲ့ဒါနဲ့ပဲကျွန်မကအစားပိုင်းမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ပုံလေးကိုမတင်သေးပဲနဲ့ပန်းပုံကလေးတွေရှုခင်းပုံကလေးတွေဒါလေးတွေကိုပဲစပြီးတော့တင်တယ်ပေါ့နော်ကိုယ့်ရဲ့ content မှာအဲ့လိုရှုခင်းပုံလေးတွေတင်တယ်ပြီးတော့မှပဲကိုယ့်ရဲ့ပုံကလေးကိုတဖြည်းဖြည်းနဲ့တင်လာတယ်နောက်ပြီးတော့ဗီဒီယိုလုပ်ဖို့ရလဲကင်မရာရှေ့မှာစကားပြောဖို့လည်းပဲကျွန်မကကြောက်တယ်ပေါ့နော်မပြောတတ်ဘူးစကားပြောဖို့ကိုကင်မရာရှေ့မှာကိုယ့်အကူတယောက်ထဲနဲ့ဘယ်လိုမှမသိဘူးပေါ့နော်အဲ့ဒါနဲ့ပဲအဲ့ဒါကိုပြောနိုင်ဖို့အရေးကိုလည်းပဲ practice လုပ်ခဲ့ရပါတယ်စင်ပေါ့နော်အချိန်လေ့ကျင့်ပြီးတော့မန်ရှေ့မှာလေ့ကျင့်တယ်ပြီးတော့ဖုန်းကင်မရာကိုဖွင့်ပြီးတော့ကင်မရာကနေပြီးတော့ပေါ့နော်ဗီဒီယိုရိုက်ပြီးတော့ကိုလေ့ကျင့်တယ်ပြောတယ်မရသေးဘူးမကျင့်အဆင်မပြေသေးဘူးဆိုရင်ထပ်ပြီးတော့အချိန်လေ့ကျင့်တယ်ပေါ့နော်အဲ့လိုနဲ့တဖြည်းဖြည်းနည်းနည်းပို့ပြီးတော့အဆင်ပြေလာတယ်အဲ့လိုနဲ့အဆင်ပြေလို့ကိုနည်းနည်းစိတ်ကျေနပ်တဲ့အခြေအနေရောက်မှတာလျင်
တကယ်အဲ့ဒီဟာကိုတင်ပြတယ်ပေါ့နော်အဲ့လိုနဲ့ practice လုပ်ပြီးတော့တဖြည်းဖြည်းလေ့ကျင့်ခဲ့ပါတယ်ပြီးတော့ဒီလို live တွေလုပ်ဖို့ကိုလည်းပဲကိုလည်းကျွန်မကမလုပ်ရဲခဲ့ဘူးပေါ့နော်ကျွန်မရဲ့ဒီညီမတွေရဲ့အပေးမှုနဲ့ပဲပေါ့နော်သူတို့ရဲ့ဆွဲခုံမှုနဲ့ပဲကျွန်မကတဖြည်းဖြည်းနဲ့စပြီးတော့လုပ်ရင်းနဲ့လေ့ကျင့်ပါများတဲ့ခါကျတော့လုပ်ရဲလာတယ်ပေါ့နော်အဲ့လိုနည်းနဲ့ပဲကျွန်မကဒီ social media ပေါ်မှာမတက်ရဲတာကင်မရာရှေ့မှာစကားမပြောရဲတာတွေကိုလေ့ကျင့်ပြီးတော့အကြိမ်ကြိမ်လေ့ကျင့်ပြီးတော့ကြိုးစားခဲ့ပါတယ်လုပ်လာခဲ့ပါတယ်နောက်တစ်ချက်ကတော့ကျွန်မကဒီနီးပညာမတတ်တာပေါ့နော်နီးပညာဆိုရင်ကျွန်မကဘာမှနားမလည်ဘူးဘာမှမသိဘူးပေါ့နော်ဒါပေမဲ့လည်းပဲဒီစီးပွားရေးမှာကအစကနေပြီးတော့သင်ပေးတဲ့ training ရှိတယ်အဲ့ဒီ training site မှာလေ့လာသင်ယူရင်းနဲ့လောက်ခိုင်းတယ်ပေါ့နော်လေ့လာသင်ယူရင်းနဲ့မသိတာနားမလဲတာရှိလို့ရှင်လည်းပဲကိုယ့်ရဲ့ mentor တွေကိုနေတယ် coach တွေကိုနေတယ်သူတို့ကကိုကူညီဖြည့်ရှင်းပေးတယ် Zoom တွေကနေပြီးတော့တဆင့်ပေါ့နော်ကူညီပေးတယ်ဆိုတော့ကကိုယ့်ရဲ့အခက်အခဲတွေရှိလို့ရှင်လည်းပဲသူတို့ကိုနေတယ်သူတို့ကဖြည့်ရှင်းပေးတယ်အဲ့လိုဆိုတော့ကိုယ့်ရဲ့အခက်အခဲတွေကခဏတာဖြစ်ပြီးတော့ဖြည့်ရှင်းနိုင်တဲ့နည်းလမ်းတွေကိုရသွားတယ်ပေါ့နော်ဒီနည်းပညာတွေဒီ Canva သုံးတာတို့ AI သုံးတာတွေဒါတွေကလည်းပဲလေ့လာသင်ယူရင်းနဲ့လုပ်နိုင်သွားတာဖြစ်တယ်နောက်တစ်ချက်ကကြတော့အင်္ဂလိပ်စကားပေါ့နော်အင်္ဂလိပ်စကားလည်းပဲကျမတို့ကလည်းကောင်းကောင်းမပြောကောင်းကောင်းဘယ်လိုပြောမလဲဆိုတော့တိတ်ပြီးတော့နားမလည်ဘူးပေါ့နော်အဲ့ဒါ training site မှာနားထောင်ရင်းနဲ့အကြိမ်ကြိမ်ပေါ့နော်တစ်ကြိမ်နားထောင်လို့နားမလည်ဘူးဆိုလို့ရှိရင်ထပ်ခါပြန်ပြီးတော့နားထောင်တယ်ကျွန်မဆိုရင်2ကြိမ်3ကြိမ်3 4ကြိမ်အထိပေါ့နော်နားထောင်ခဲ့ရတာတွေရှိတယ်အဲ့ဒီလိုမျိုးအကြိမ်ကြိမ်ဖန်နားထောင်ရင်းနဲ့ပဲမသိတဲ့စလုံးတွေဆိုလို့ရှိရင်dictionary ကြည့်ပြီးတော့အဲ့လိုမျိုးနဲ့ပဲနားထောင်ရင်းနဲ့တဖြည်းဖြည်းပို့ပြီးတော့သိလာတယ်ပို့ပြီးတော့တိုးတက်လာတဲ့ listening skill တွေလည်းပဲတိုးတက်လာတာဖြစ်တယ်ကိုမလုံနိုင်တဲ့အရာပေါ့နော်လေ့လာသင်ယူရင်းနဲ့မသိတာတွေကိုလေ့လာသင်ယူရင်းနဲ့သိလာတယ်မလုံတတ်တာတွေကိုလေ့ကျင့်ရင်းနဲ့လုံနိုင်လာတာဖြစ်တယ်အဲ့ဒီလိုမျိုးလေ့လာသင်ယူရင်းလောက်ကင်ရင်းနဲ့ဒီစီးပွားရေးကလုတ်သွားတဲ့စီးပွားရေးမျိုးဖြစ်တယ်ကိုကူညီလမ်းညွှန်ပေးမဲ့ mentor နဲ့ coach လည်းရှိတဲ့အတွက်ကြောင့်မို့လို့စိုးရင်စရာမလိုဘူးအခက်အခဲတွေကိုကျော်လွှားနိုင်သွားတာဖြစ်တယ်ဒီလိုနည်းနဲ့ကျမရဲ့အခက်အခဲတွေကိုကျော်လွှားခဲ့တာဖြစ်ပါတယ်ဆိုတာကို sharing လုပ်ပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒါကတော့မမရဲ့ပေါ့နော်ဒီစီးပွားရေးလုပ်တဲ့အခါမှာ challenge လေးတွေသူဘယ်လိုကြုံခဲ့ရလဲဘယ်လိုချော်လွှားလဲပေါ့နော်ဒါလေးတွေကိုဒါ sharing လုပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတော့နောက်တစ်ယောက်အနေနဲ့သူစာကိုပေါ့နော်ဒီစီးပွားရေးလုပ်တဲ့အခါမှာဘယ်လိုမျိုးလေးတွေကြုံတွေ့ပြီးတော့ဘယ်လိုတော့ဖြတ်လဲပေါ့နော်ဒါလေးတွေကို sharing လုပ်ပေးဖို့ဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ပါဒီမိကွန်လေးတဲ့အရင်ကောင်းတယ်ပေါ့နော် digital business လုပ်တဲ့အခါ challenge တွေဘယ်လိုရင်ဆိုင်ဖြတ်တယ်လဲဆိုတော့ဒီလုပ်ငန်းကိုလုပ်တဲ့အချိန်မှာလည်းသူကတဲ့ challenge တွေကတော့အများကြီးရှိတာပေါ့နော်နံပါတ်1ခုနကတော့အမတို့ပြောသလိုပဲ social media ကြောက်တဲ့အရာတော့သူကတဲ့ challenge တစ်ခုဖြစ်တယ်ပြီးလို့ရှိရင်စကားပြောတာပေါ့နော်သူကစကားပြောတာလည်းသူများလိုမျိုးလို့ပေါ့နော်ထားကလေးကြမပြောတတ်တဲ့လူတွေမှာပါတယ်အဲ့ဒါလည်း challenge တစ်ခုဖြစ်တယ်ပြီးလို့ရှိရင်လည်းသူကလက်ရှိကျမရဲ့ဝန်ထမ်းဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီအလုပ်ကလည်းသူများလိုမျိုးအများအား9 to 5နဲ့ကြာတာမဟုတ်ဘူးရှေ့အောက်ကနေလုံးရတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမှာလည်းသူကအတွက်အခက်အခဲဖြစ်တာပေါ့နော်ပြီးလို့ရှိရင်လည်း social မှာကြောက်တဲ့အဲ့လိုတွေပေါ့နော်အကြောက်တရားတွေအများကြီးရှိတဲ့ထဲမှာတော့သူအနေနဲ့အကြီးမားဆုံး challenge ကိုပြောမယ်ဆိုလို့ရှိရင်တော့ပေါ့နော်ဒီ social media ကြောက်တဲ့အရာပဲဆိုပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလုပ်ငန်းကစတွေ့ပြီးတော့မှလုပ်တဲ့အချိန်မှာဒီဟုတ်ပါဗလားသူက ID ရပ်ပြီးတဲ့အချိန်မှာတမန်သူက line ပေါ်မတက်ရဲသေးဘူး။ဘာဖြစ်လို့လဲဆိုတော့ကြောက်လို့ပေါ့နော်။ကြောက်တာတော့အမျိုးမျိုးကြောက်တယ်။အဲ့ဒီကြောက်တာဘာတွေလဲဆိုတော့သူများကဲရမှာလည်းကြောက်တယ်။သူများဝေဖန်မှာလည်းကြောက်တယ်။သူများအဲ့လိုပေါ့နော်။အမျိုးမျိုးပဲပေါ့နော်။ပြီးလို့ရှိရင်လည်းဒီကစကားမပြောတတ်တဲ့ဖြစ်တဲ့အတွက်ကြောင့်တစ်ခါတလေကိုသူများအဲ့လိုပေါ့နော်။မြန်မာစကားတော်မှာပီကလာပြောနေတဲ့လူတဝက်စကားတော်မှာပေါ့နော်။ကိုကနေကိုအများနဲ့ရည်စားခံရတဲ့လူတရားကမြန်မာစကားပြောတဲ့အချိန်မှာလည်းထပ်ကလေးကြမပြောတတ်ဘူးအဲ့ဒါလေးကလည်းသူစားအတွက်အခက်အခဲတစ်ခုဖြစ်တယ်အဲ့ဒါကြောင့်ပေါ့နော်သူစား3လနေမှပဲပေါ့နော်3လနေပြီးမှပဲသူစားဒီ line ပေါ်တက်ပြီးတော့ social media ပေါ်မှာဒီလုပ်ငန်းကြော်ညာတာပေါ့နော်
အဲ့အချိန်မှာလေပထမဦးဆုံးသူစားရလိုက်တဲ့ comment တစ်ခုကတော့ပေါ့နော်လောဘကြီးလိုက်တာလေလောဘကြီးလိုက်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုကအဲ့လိုပေါ့နော်လက်ရှိအလုံးရှိရတာနဲ့နောက်တဲ့အလုံးလောက်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါတော့ပထမဦးဆုံးပေါ့နော်ပြီးလို့ရှိရင်သူစားပထမဦးဆုံး like လုပ်တဲ့အချိန်မှာရလိုက်တဲ့ comment တစ်ခုကလည်းမြန်မာစကားလည်းမပြောတတ်ဘဲနဲ့ like လာလုပ်နေတယ်ဆိုတဲ့အရာပေါ့နော်အဲ့ဒါလေးကမှပထမဦးဆုံးကိုရိုက်ခက်လိုက်တဲ့အရာတွေကိုသူကရပ်တန့်သွားမယ်ဆိုလို့ရှိရင်ဒီနေ့ဒီချိန်ဒီနေရာလေးသူကရောက်မလာဘူးပေါ့နော်ပြီးလို့ရှိရင်လည်းသူက social media ကိုစပြီးတော့အဲ့လိုပေါ့နော် online ပေါ်မှာအလုပ်လုပ်တဲ့သူသိခဲ့တယ်လူတွေ10ပေါ်များဆိုလဲကြားရsocial media ဆိုလဲသိတဲ့အတိုင်းပဲတချို့မဟုတ်ကပုတ်တယ်မျိုးပေါ့နော်အဲ့လိုလေးတွေလည်းရေးဆိုင်တွေ့ရတဲ့အခိုက်အတန့်မှရှိတာပေါ့နော်အဲ့ဒီအချိန်မှာဆိုလို့လူကပေါ့နော်နည်းနည်းလေးစိတ်ဆိုးတာတို့ဘာလို့လဲရှိတယ်ဒါပေမဲ့လည်းပေါ့နော်ကိုဖြစ်ချင်တဲ့ဆန္ဒကဒီအရာတွေတက်တလုံးလည်းဖြစ်တဲ့အတွက်ကြောင့်ဘလို့ဖြစ်တဲ့အလားတွေအဲ့ဒါသူကတက်မိုင်းနာဖြစ်သွားတာပေါ့နော်အဲ့ဒါကြောင့်သူများတွေကိုသူကခွန်အားပြန်ယူတယ်သူများတွေတော့နော်ဒီလို social ဆိုင်ဘွားနဲ့လှုပ်လာပြီးတော့မှအောင်မြင်တဲ့သူတွေလည်းအများကြီးပြီးလို့ရှိရင်ဆိုတော့ဒီလိုမျိုး zero experience ရှိတဲ့လူတွေတော့မှပေါ့နော်ဒီတော့မှလုတ်ကင်ပြီးတော့မှအောင်မြင်နေတဲ့သူတွေလည်းအများကြီးရှိတယ်တကယ်လူတိုင်းကဒါ perfect ဖြစ်ပြီးစတင်တဲ့သူတော့တခုဘယ်သူမှမရှိတော့ဘူးပေါ့နော်ဆိုအဲ့လိုမြင်တယ်အဲ့ဒီတမှာအဲ့ဒီအချိန်မှာကိုယ့်ရဲ့အချင်းတွေကနေပြီးတော့ခွန်အားယူတယ်ကိုယ့်ရဲ့ community ကနေပြီးတော့ခွန်အားယူတယ်တခြားလုတ်ကင်နေတဲ့သူတွေပေါ့နော်စာအုပ်တွေဖတ်ပြီးတော့ခွန်အားတွေလက်ယူတဲ့အချိန်မှာလည်းပေါ့နော်ဒီလိုမျိုးတချို့အရာတွေသူကဖြည့်ရှင်းနိုင်ခဲ့တယ်ဒါပေမဲ့လည်းသူကပေါ့နော်ဒီလုပ်ငန်းကိုပြန်ကြည့်လိုက်တဲ့အချိန်မှာလည်းဒီလုပ်ငန်းကတကယ်ခိုင်မာတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တယ်ခုနတော့မမပြောသလိုပဲတမအစီဝရှိတဲ့စီးပွားလုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်ဇာအတွက်ယုံကြည်မှုရှိနဲ့လုပ်ရတယ်ဘာလို့လဲဆိုတော့လုပ်ငယ်တွေကအဖေဆိုလည်းအများအားပြောတာပေါ့နော်ကိုလုပ်တဲ့စီးပွားလုပ်ငန်းတစ်ခုကလည်းသူများမျက်ရည်ပေါက်ကြမျက်ရည်ပေါက်ကြီးငယ်မကြဖို့လဲလို့လိုမျိုးပေါ့နော်ကိုစားတဲ့ထမင်းတစ်လုပ်ကဖြူစင်ဖို့လိုတယ်ဆိုတဲ့အရင်အဲ့ဒါကြောင့်ကိုလုပ်တဲ့စီးပွားရေးကလည်းတမအစီဝဖြစ်တဲ့စီးပွားရေးဖြစ်ဖို့လိုတယ်ဆိုတဲ့ဖြစ်တဲ့အတွက်ကြောင့်ဒီလုပ်ငန်းဆိုစတွေ့တဲ့အချိန်မှာဒီတခြားနေတော့မှသူတော်တော်လေးတော့မှသဘောကျသွားတယ်ပြီးလို့ရှိရင်ဒီလုပ်ငန်းကသူတို့အတွက်ဟိုအရှိမယတနာတွင်းရရှိနေဖြစ်တော့ပေါ့နော်ယတနာတွင်းဆိုတဲ့အရာတော့သူတို့အတွက်အဲ့လိုပေါ့နော်ဝင်ငွေလော်လာမှုတွေငွေကြေးလော်လာမှုတွေပေးနိုင်တယ်ပြီးလို့ရှိရင်ပတ်စင်ကန်းတွေနောက်ထပ်legacy plan တွေအဲ့ဒါတွေလည်းအရှိမပေးထားတဲ့ဖြစ်တဲ့အတွက်ကြောင့်ဒီအရာကိုကသာလင်ပေါ့နော်ဒီပန်းတန်ရရှိမှရှိနေတယ်ဒီယတနာတွင်းရှိမှရှိနေတယ်လမ်းပြမြေပုံလည်းရှိတယ်လမ်းပြပေးမဲ့လူတွေလည်းရှိတာပေါ့နော်အဲ့ဒါကြောင့်ကိုယ့်အတွက်ဘလောက်ပဲအဲ့လိုပေါ့နော်ခက်ခဲတွေဖြစ်နေပါစေဘလောက်ပဲ challenge ဖြစ်နေပါစေခက်ခဲတွေဖြစ်နေပါစေပေါ့နော်သူတို့အနေနဲ့ဒီအရာတွေကတော့ဘယ်လိုဖြစ်ပေါ့နော်တာဖို့ရှိတဲ့အရာကတော့လွယ်လွယ်နေတော့မရနိုင်ဘူးတာဖို့ရှိတဲ့အရာကတော့ဒီလိုမျိုးအခက်ခဲကြော်လွှားပြီးမှပဲသူတို့ကဆူညောခလုတ်ဆိုတဲ့အရာကတော့ရှိနေမှာပဲပေါ့နော်ဘယ်အရာမှလည်းဖြုတ်ဖြူပြီးတော့ပန့်ခင်းလာတယ်ဘယ်သူမှလည်းခင်းထားတာမဟုတ်ဘူးဒါပေမဲ့သူတို့အတွက်ဆူညောခလုတ်ကတော့သွားရမှာပဲဒါပေမဲ့ဒီဆူညောခလုတ်ကမကြော်သွားဘဲနဲ့တော့ပန့်ခင်းလာတယ်ဆိုတော့ရောက်ရှိနေမှာမဟုတ်ဘူးအဲ့ဒါကြောင့်တို့အတွက်ဒီအရှိမလည်းပန်းတိုင်ရှိနေတယ်ဒီအရှိမယတနာတွင်းနေရလည်းရှိနေတယ်လမ်းပြမြေပုံဆိုတာလည်းရှိတယ်လမ်းပြပေးမဲ့လူတွေလည်းရှိတဲ့ဖြစ်တဲ့အတွက်ကြောင့်သူစားတဲ့ဒီအရာကဘလောက်ပဲခက်ခဲလို့မမြင်ပဲနေပေါ့နော်သူစားတဲ့စိတ်ခေါ်မှုတစ်ခုအနေနဲ့တော့ဆက်ပြီးတော့ကြိုးစားသွားတာပေါ့နော်ပြီးလို့ရှိရင်လည်းသူများနဲ့တော့လိုက်ဝတော့မနိုင်ရှင်ဘူးဒါပေမဲ့ကိုယ့်အနေကိုပေါ့နော်နိုင်ရှင်တယ်ပြီးခဲ့တဲ့နှစ်နဲ့ဒီနှစ်ငါးပါးတွေတိုးတက်တယ်လဲဆိုတဲ့အရာပေါ့နော်ဒါပေမဲ့ဒီလုပ်ငန်းသူကနေလှုပ်လာတဲ့အချိန်ကစပြီးသူက line မှာ posting တာကစပြီးနော်သူကနေ့တိုင်း2024ရောက်လို့ရှိရင် Evan လေးပါ2024 Evan 2025 26 Evan ဆိုပြီး Evan တစ်ခုနဲ့တစ်ခုပေါ့နော်သူကအဲ့လိုလှုပ်လာတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါလေးပြန်ကြည့်ချင်တယ်အော်ဒီ post ကလေးကိုတင်တဲ့လက် post ကဘယ်တော့မှမရောက်တော့ဘူးနော်လိုပြသူကစတဲ့ကဒီလုပ်ငန်းကို Facebook ပေါ်စပြီးတော့ကြော်ညာအဲ့ဒါပေါ့နော် Facebook ပေါ်စတင်တဲ့ကတဲ့ကဒီသူကအခုချိန်ဒီတရမ်းမှပဲမပြတ်သေးဘူးပေါ့နော် like interview တွေကိုလည်းဒီလိုလုပ်ချပြဆိုတော့အတွက်တချို့အရာလေးအများတန်းအဲ့လိုပါအများကြီးသူကအတွက်ဖြည့်ရှင်းလို့ရတာပေါ့နော်အခုဆိုလို့ရှိရင်ဒီ like interview တွေတရားနဲ့တရားလုပ်ချအဖြစ်အမတို့စီကနေလည်းသူက sharing တွေလုပ်ချအဖြစ်တရားနဲ့တရားမသိတဲ့အရာမတူညီတဲ့အမြင်ကလေးတွေကိုဒီလိုမျိုးတယောက်ကိုတယောက်မျှဝေချင်းဆိုတာလည်းပေါ့နော်ဆိုတော့အတွက်အဲ့ဒါလည်း learning တစ်ခုပဲပေါ့နော်အဲ့ဒါကြောင့်ဒီလိုမျိုး
ဒီကောင်းတဲ့ community နဲ့တွေ့တဲ့အချိန်ဒီလိုမျိုးခိုင်မာတဲ့စီးပွားရေးနဲ့တွေ့တဲ့အချိန်မှာသူကအနေနဲ့ဆိုလို့ရှိရင်တော့ကိုကအဲ့လိုပေါ့နော်နောက်ဆုံးကြံခဲ့မယ်ဆိုလို့ရှိရင်တော့ကိုသားလေးအဲ့လိုပေါ့နော်ဟိုဥစားဒီအခွင့်အရေးကမထိုက်တန်တဲ့သူပဲဖြစ်မဲ့ဆိုတော့သူအဲ့လိုခံယူတာပေါ့နော်အဲ့ဒါကြောင့်ဘလို့ဖြစ်ဒီလိုမျိုးတွေ့နေရတဲ့အခက်ခဲတွေဆိုအခက်ခဲနဲ့မမြင်ပဲနဲ့ကိုယ့်ရဲ့ why ပေါ့နော်ကိုဖြစ်ချင်တဲ့စံတာပဲသူဦးစားပေးပြီးတော့လှုပ်လက်တဲ့အချိန်မှာဘလို့ဖြစ်အခုချိန်မှာဆိုလို့သူတရားပင်ပန်းနေတဲ့အချိန်တွေရှိတယ်ဒီနေ့ဆိုလို့ရှိရင်လည်းပင်ပန်းနေအဲ့လိုပေါ့နော်သူအလုပ်ကလည်းမနေ့ကလည်း set time morning duty ဒီနေ့ဆိုလို့ story သွားပြီးတော့ပြန်လာအဲ့လိုဖြစ်တဲ့အချိန်ဆိုလို့ရှိရင်တခါတလေဆိုလို့ရှိရင်ကိုကပေါ့နော်အဲ့လို live ဘောတော့မှမတက်ချင်တဲ့အချိန်မျိုးသူကဖြစ်ခဲ့တဲ့အရာတွေရှိခဲ့တယ်ဒါပေမဲ့လည်းအဲ့အချိန်မှာသူကဘလို့လုပ်ပြီးတော့ခွန်အားပြန်ယူတယ်လဲဆိုလို့ရှိရင်အခုချိန်မှာငါအပင်ပန်းမခံထားဘူးဆိုလို့ရှိရင်နောက်တစ်ချိန်မှာငါဒီတက်ပို့ပြီးတော့ပင်ပန်းခံရလိမ့်မယ်ဆိုပြီးပေါ့နော်အဲ့ဒါကြောင့်အခုချိန်မှာအေးရပြက်ခံထားမယ်ဆိုလို့ရှိရင်နောက်တစ်ချိန်ကိုအိတ်နေတဲ့အချိန်မှာကိုအတွက်အဲ့လိုပေါ့နော်အလုံးလုံးပေးမဲ့ဝင်ငွေဆိုတာရှိဖို့လိုအပ်တဲ့ဆွေတက်ဆိုင်ကရှိဖို့လိုတယ်ဆိုတဲ့အရာလေးကိုလည်းသူကမြင်တယ်နောက်တစ်ခုနေနေဆိုလို့ရှိရင်တော့ဗောနော်ဒီလုပ်ငန်းကသူကအတွက်ကတော့ဗောနော်ဒီတစ်ပင်တပင်ကိုစိုက်ထားသလိုပုံစံမျိုးသူကမြင်တာဗောနော်အဖို့တစ်ပင်စိုက်တယ်လို့မျိုးပဲဒီတစ်ပင်တရက်ဒီပင်လေးသူ့အတွက်မဆိုင်ရထိတော့မှသူ့ရဲ့နောက်လာနောက်သားတွေဘယ်သူပဲဖြစ်ဖြစ်စားသုံးလို့ရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့စိုက်ထားတယ်လို့မျိုးပဲသူကလည်းဒီ business ကလှုပ်လိုက်တဲ့အချိန်မှာငါမစားနိုင်ထိတော့မှာပါနော်ငါနော်လာနော်တာဒီဘယ်သူပဲဖြစ်ဖြစ်ခူးစားလို့ရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့သူကလှုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကြောင့်ဒီလုပ်ငန်းသူကရွေးချယ်ရဆိုတော့လောကလည်းနှုံတာမရသလိုပဲအခုချိန်မှာဒီလုပ်ငန်းကိုသူကလုတ်ကင်မိလို့လဲပေါ့နော်ဆိုတော့အတွက်နှုံမလို့ရှိလို့ရှိရင်ဒီ business သူကမလုပ်ဖြစ်ဘူးဆိုလို့ရှိရင်အလုပ်ကနေအိမ်ပြန်လာလို့ရှိရင်ဒီအလုပ်ကပါလာတဲ့တော့စိတ်တွေကိုလည်းပေါ့နော်သူကအေးရောက်လို့ရှိရင်တငွေ့ငွေ့နဲ့စမြုပ်ပြနေမှာတော့သိချတယ်ပေါ့နော်ဒါပေမဲ့လည်းအခုချိန်မှာဒီအလုပ်အိမ်ရောက်တာနဲ့ငါဘာလုပ်ရမလဲဆိုတော့ခေါင်းထဲမှာဒီအလုပ်နဲ့ပတ်သက်တဲ့အရာတွေပဲခေါင်းထဲမှာဝင်လာတာဖြစ်တဲ့အတွက်အဲ့ဒီမကောင်းတဲ့အတွေးတွေကလည်းသူကဖယ်ထုတ်နိုင်ခဲ့တယ်အဲ့ဒါကြောင့်ပေါ့နော်ဘလို့ဒီစီးပွားရေးကိုသူကပေါ့နော်ခုချိန်မှာအရန်ကျေးဇူးတင်တယ်ဒီလုပ်ငန်းကိုရွေးချက်မိလိုက်လို့သူကအတွက်လောကနှုံတာမရဘူးဆိုတာတော့သူကသိချပြောနေတာဖြစ်တာပေါ့နော်အဲ့ဒါကြောင့်သူတို့မိတ်ဆွေတွေကအပိတ်ချင်ပါတယ်ကိုယ်စီးပွားလုပ်ငန်းတစ်ခုကိုဘာအရာပဲဖြစ်ပေါ့နော်ဝင်ငွေတစ်ခုတည်းပဲမကြည့်ပဲနဲ့ကိုယ့်အတွက်ပေါ့နော်ဒီအဖက်ဖက်ကနေအဲ့လိုဂျာမာရေးစီးပွားရေးလူမှုရေးအဓိကတော့ပေါ့နော်ရေတို့တစ်ခုတည်းမကြည့်ပဲနဲ့ကိုယ့်ရဲ့ရေရှိပလန်အတွက်ကိုကြည့်ပြီးတော့မှခိုင်မာတယ်ယူကြည်စိတ်ချတဲ့စီးပွားရေးဆိုလို့ရှိရင်တော့ဝင်ပြီးတော့လေ့လာကြည့်ပါလို့တိုက်တွန်းအားပေးချင်ပါတယ် thank you ပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်တယ်ကျမရဲ့ challenge တွေကလည်းအများကြီးပဲပေါ့နော်ဒါတော်တော်များများတော့ဆင်တယ်ပေါ့နော်ဆိုတော့ကျမအတွက် challenge ပထမဆုံး challenge ပါလဲဆိုတော့ကျမရဲ့ mindset ပေါ့နော် mindset လို့ရင်ဆုံးပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ကျမကဒီတစ်သက်လုံးပေါ့နော်ဝန်ထမ်းလုပ်လာတာသူများအလုပ်မှာလုပ်လာတာလာခွန်လို့ရှိရင်လာစားရမယ်နေတိုင်းပုံမှန်လုပ်မယ်ထူးပြီးတော့ကျမအတွက်ကဘယ်လိုပြောမလဲထူးပြီးတော့မထူးကြဘူးပေါ့နော်နေ့စဉ်အလုပ်တွေကလည်းပုံမှန်လုပ်နေတာပေါ့နော်အဲ့တော့ပြောချင်တာကကျမ comfort zone ထဲမှာပျော်တယ်ဆိုတော့ဒီ comfort zone တွေကထွက်လာဖို့ဆိုတာကကျမအတွက် mindset ကအရန်အရေးကြီးတာပေါ့နော်ဒီဘဝမှာပဲကျမตายရပြီးတော့ခုနသူစားပြောလို့ပဲตายရပြီးတော့အခုလက်ရှိနေတယ်ဆိုပြီးတော့ဒီမှာပဲနေမယ်ဆိုလို့ရှိရင်လေကျမကဒီစီးပွားရေးကိုလုပ်ဖြစ်မှာမဟုတ်ဘူးဒါပေမဲ့ကျမတို့ရဲ့အိမ်မက်တွေကျမတို့လိုချင်တဲ့ပန်းနိုင်တွေကျမတို့လိုချင်တဲ့ပင်စင်ခန်းစားခွင့်တွေကဒီစီးပွားရေးမှာရှိတယ်ကျမတို့အရှိမပေါ့နော်ကျမပန်းနိုင်ရရှိပြီးသားဖြစ်တယ်ဒါတွေကိုလိုချင်လို့ကျမကတော့ကျမ mindset ကိုအရင်ဆုံးချိန်လိုက်တယ်ချိန်ပြီးရမှာဒီစီးပွားရေးကိုလုပ်ခဲ့တာပေါ့နော်အဲ့တော့ဒီစီးပွားရေးကိုရောက်လာတဲ့ခါမှာလည်းကျမမှာ challenge တွေအများကြီးပဲကျမဘာမှဒီပေါ့နော် online နဲ့ပတ်သက်ပြီးတော့လည်းဘာမှမသိဘူး online မှာ marketing ဘယ်လိုလုပ်ရမလဲဆိုတာလည်းမသိဘူးဗီဒီယိုတွေဘယ်လိုရိုက်ရမလဲမသိဘူးကျမ introvert ပေါ့နော်ခုနကသူများအချိန်မှာပြောသလိုပဲကျမကလည်းlow profile နဲ့နေခဲ့တဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတော့ကျမကင်မရာရှေ့မှာစကားပြောရမယ်ဆိုလည်းမပြောတတ်ပေါ့နော်အဲ့ဒါတွေကကျမအတွက်ကတော့တကယ်ဟိုမှကြီးမားတဲ့challenge တွေအများကြီးဖြစ်ခဲ့တာပေါ့နော်ပြီးရင်နောက်တစ်ခုကကျတော့ technology ဒီပညာနဲ့ပတ်သက်ပြီးတော့လည်းကျမမသိဘူးပေါ့နော်မသိဘူးဆိုတော့ကျမက
ဒီတင်ယူရတာတွေအများကြီးပေါ့နော်ကိုကဘာမှမသိတာမသိတဲ့ခါကျတော့ကျမတင်ယူရတယ်လေ့လာရတယ် practice လုပ်ရတယ်ဒီလိုမျိုးလေးတွေကျမလှုပ်သွားတဲ့ခါမှာတဖြည်းဖြည်းနဲ့ပေါ့နော်မသိတာလေးတွေသိလာတယ်မတက်တာလေးတွေတက်လာတယ် scale လေးတွေကျွမ်းကျင်လာတာပေါ့နော်ဆိုတော့ဒီလိုမျိုးလေးတွေလှုပ်ရင်းနဲ့ပဲကျမတို့တဖြည်းဖြည်းနဲ့ဒီစီးပွားရေးမှာလှုပ်ရသွားတာဖြစ်တယ်ပေါ့နော်အဲ့တော့ training site ဆိုလဲအဲ့လိုပဲကျမဆိုလို့ရှိရင်လည်းဒီစင်ကာပူမှာသာလုပ်နေတာပေါ့နော်အင်္ဂလိပ်စာတော့ကျမတို့အဲ့လောက်ကြီးမကျွမ်းကျင်ဘူးဒါပေမဲ့ကိုကအမြဲတမ်း mastermind တွေကိုလေ့လာတဲ့အခါမှာပေါ့နော်ကျမတို့နားရည်ဝပြီးတော့ဟိုတုန်းကဆိုကျမတို့ Mike and Darren တို့ပြောတဲ့စကားသံတွေတိတ်ကဲဆက်မလုံးနိုင်ဘူးပေါ့နော်နားမလည်ဘူးအဲ့တော့ဘာကြည့်ရလဲဆိုတော့ကျမတို့ subtitle တွေနဲ့ကြည့်ရတာပေါ့နော်အင်္ဂလိပ် subtitle တွေနဲ့ကြည့်ရဲreplay တွေပြန်ကြည့်ရဲနားမလည်ရရပြီးတော့ကြည့်ရဲဆိုတော့အဲ့လိုမျိုးလေးလုပ်တယ်ဒါပေမဲ့တဖြည်းဖြည်းကိုကနားထောင်မှများတော့ပေါ့နော်နားရည်ဝပြီးတော့သူတို့ဘာပြောလဲဆိုတာကိုဘယ်လိုပြောမလဲနားလည်သွားတယ်ပေါ့အဲ့တော့ပြောချင်တာကတကယ်ပဲ practice လုပ်တာကတကယ်ကိုမှအကျိုးရှိတာဖြစ်တယ်အဲ့တော့ခုနဒီလိုမျိုးပဲပေါ့နော်ကျမဆိုရင်လည်းအဲ့လိုမျိုးပဲထပ်ခါကြည့်ရဲနားမလည်ဘူးဆိုထပ်ခါလေ့လာတယ်အဲ့လိုမျိုးနဲ့ပဲကိုကမကျွမ်းကျင်တဲ့အရာကိုတဖြည်းဖြည်းလေ့လာသိယူခြင်းနဲ့လုပ်သွားတာပေါ့နော်ဆိုတော့ခုနပြောလိုပဲကင်မရာရှိမှမပြောရဲတာဟုတ်တယ်ဒါလည်းကျမတို့ practice လုပ်ဖို့လိုတာပေါ့နော်ခုနရှေ့မှာပြောတဲ့သူတွေနဲ့အတူတူပါပဲကျမလည်းမှန်ရှေ့မှာpractice လုပ်တယ်ပြောကြည့်ရတခါပြောရင်ပြောတာနဲ့ကိုမကြိုက်ဘူးပြန်လုပ်ဗီဒီယိုတွေလုပ်တယ်ဆိုလဲအဲ့လိုပဲကျမတို့ဒီကြော်ညာတွေလုပ်ဖို့ဗီဒီယိုတွေလုပ်ရတာပေါ့နော်ဆိုတော့အဲ့မှာလည်းအဲ့လိုပဲလေ့ကျင့်မှာများတာပေါ့နော်လေ့ကျင့်အများကြီးလုပ်ရတာဖြစ်တယ်အဲ့တော့ဘယ်သူမှတော့ကျမတို့ကဟိုဒီစီးပွားရေးစလို့တော့ကပေါ့နော်ဘယ်သူမှ perfect ဖြစ်ပြီးတော့စတာတော့မဟုတ်ဘူးဒါပေမဲ့ကျမတို့လိုချင်တဲ့အိမ်မက်တွေကျမတို့လိုချင်တဲ့ပန်းနိုင်တွေခုနသူစားပြောသလိုကျမတို့ရဲ့ဒီပေါ့နော်ကျမတို့ရွှေတွင်းတွေကဒီမှာရှိတာဖြစ်တယ်အဲ့တော့ကိုကဒီနေရာကိုသွားဖို့ဆိုရင်ဒါတွေလုပ်ရမယ်ဆိုလုပ်ရမှာပေါ့နော်ဆိုတော့အဲ့လိုမျိုးပဲလူတိုင်းကတော့အခက်အခဲတွေကိုမကြိုက်ဘူးလေcomfort zone မှာပဲပြောတာပေါ့အခက်အခဲမလုပ်ရှင်ဘူးကိုနဲ့ family ကဖြစ်တဲ့အရာတွေမလုပ်ရှင်ဘူးဒါကကျမတို့ရဲ့ brain ကဒါ normal process ပေါ့နော် normal response ဖြစ်တယ်ဆိုတော့အသစ်တွေကိုစပြီးတော့လုပ်ရမယ်သင်ယူရမယ်လေ့လာရမယ်ဆိုရင်ကျမတို့မလုပ်ဖို့ပေါ့နော်ကျမတို့ရဲ့mind ကတားနေတာပေါ့နော်ကိုယ်စိတ်ကကိုယ်ကိုတားနေတာဖြစ်တယ်ဒါပေမဲ့လည်းကျမတို့ကတကယ်ပဲကိုကပြောင်းလဲမှုကိုလိုချင်တယ်ကိုယ့်ရဲ့လက်ရှိဘဝတည်းပို့ပြီးတော့ကောင်းမွန်တဲ့ဘဝကိုလိုချင်တယ်ဆိုရင်ကိုယ့်ဘဝကိုပြောင်းလဲနိုင်တဲ့အရာကိုလုံးဝရတာဖြစ်တယ်ပေါ့နော် same thing ကိုပဲလုပ်နေရဆို same result ပဲရမယ်ဒါကကျမအတွေ့အကြုံရပါတော့ကျမနှစ်20လောက်လာပြီဆိုတော့ဒီဘဝပဲကျမတို့လိုချင်တဲ့ life ကိုမပေးနိုင်ဘူးဆိုတဲ့အခါမှာကျမတို့ကပြောင်းလဲချင်တယ်ဆိုရင်ကိုယ့်ကိုပြောင်းလဲနိုင်တဲ့အရာကိုကျမတို့ကစမ်းသပ်ပြီးတော့လုပ်ရမယ် try ကြည့်ရမယ်လေ့လာကြည့်ရမယ်သင်ယူကြည့်ရမယ်လုပ်ရမယ်ပေါ့နော်အဲ့တော့ကျမတို့ဒီစီးပွားရေးလုပ်ထည်ဆိုတာကလည်းကျမတို့လိုချင်တဲ့financial freedom ကို time freedom ကိုနှစ်မျိုးစလုံးကိုတနေရာထဲမှာရနိုင်တဲ့စီးပွားရေးဖြစ်တဲ့အတွက်ကြောင့်မို့ကျမတို့က challenge တွေဘယ်လောက်ရှိပေါ့နော်ကိုယ်တို့ခက်ခဲတွေရှိပေမဲ့ challenge တွေရှိပေမဲ့ကျမတို့လူတိုင်းစူးစမ်းနေကြတာဖြစ်တယ်ကျမတို့တယောက်နဲ့တယောက်ကျမတို့compare မလုပ်ဘူးပေါ့နော်ကိုမနေ့ကကိုနဲ့ဒီနေ့ကိုဘယ်လောက်ထိတိုးတက်လာလဲ 1% လောက်တိုးတက်တယ်ဆိုရင်တော့မှကျမတို့တိုးတက်တာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ challenge တွေဆိုတာကကျမတို့လမ်းဆုံးမဟုတ်ပါဘူးကိုသွားနေတဲ့နေရာကိုရောက်ဖို့လေကရစ်တွေအနေနဲ့ကိုကသတ်မှတ်ပြီးတော့အများအားသင်ယူလေ့လာနေရမယ် learning လုပ်နေရမယ်ကိုတိုးတက်အောင်ကိုစူးစမ်းနေမယ်ဆိုရင်ကျမတို့လိုချင်တဲ့သွားချင်တဲ့နေရာကိုကျမတို့ရောက်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျမလည်းကိုတခါလေကြာရင်တော့အများအားစိတ်ဆိုတာတော့အများအားတက်ကြွနေရတော့မရှိဘူးပေါ့နော်စိတ်ဓာတ်ကျနေတဲ့အချိန်ရှိတယ်မလုံရှင်တဲ့အချိန်တွေရှိတယ်ပင်ပန်းနေတဲ့အချိန်တွေရှိတယ်ဒါပေမဲ့လည်းကျမတို့ကစီးပွားတစ်ခုစတင်ခဲ့ပြီဆိုတာနဲ့ကျမတို့consistency ဖြစ်ပေါ့နော်အများအားပုံမှန်လေးလုပ်သွားဖို့ကအရန်အရေးကြီးတယ်အဲ့တော့ကျမကဘယ်လိုမျိုးပြန်ပြီးတော့ကိုခွန်အားယူလဲကိုရဲ့ energy ကိုဘယ်လိုပြန်မြင့်လဲဆိုတော့သူများတွေတောင်ပဲပေါ့နော်စူးစမ်းပြီးလုပ်နေကြတာငါလူမျိုးပဲအလုပ်တွေနဲ့တချို့ဆိုအလုပ်2ခု3ခုနဲ့စူးစမ်းပြီးတော့လောက်ကန်ပြီးအောင်မြင်နေကြတာငါဘာလို့မလုပ်နိုင်ရမလဲဆိုတဲ့စိတ်နဲ့ပေါ့နော်ကျမကဒီလိုမျိုးခွန်အားပြန်ယူတယ်စူးစမ်းပြီးတော့လုပ်တယ်ဒီလိုမျိုး90 day challenge တွေပေါ့နော်ဒီလိုမျိုး daily live တွေနဲ့ကျမကပါဝင်ပြီးတော့ကိုအများနဲ့ဆွဲခေါ်တယ်ပေါ့နော်အများနဲ့ကျမလိုချင်တဲ့ပန်းနိုင်ကိုရောက်အောင်ဒီဇိုင်းမကလေးသွားနေတာဖြစ်တယ်ပေါ့နော်အဲ့တော့ပြောချင်တာကကျမတို့ပုံမှန်လေးလှုပ်သွားတဲ့ခါမှာထူးပြီးတော့လဲကျမတို့အတွက်ပင်ပန်းသွားတာမျိုးမရှိတော့ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမတို့
habit ပုံစံမျိုးဖြစ်သွားတယ်။ legend တစ်ခုလိုမျိုးဖြစ်သွားတဲ့အခါမှာထူးပြီးတော့ကျမတို့ကတင်ယူရတာလေ့လာရတာလုပ်ရတာစူးစမ်းရတာမဟုတ်တော့ဘူး။ပုံမှန်လေးလိုမျိုးဖြစ်သွားတယ်။ကိုကတနေ့ကိုတလန်းနဲ့ပေါ့နော်ပုံမှန်လေးလှမ်းသွားမယ်ဆိုရင်ကျမတို့လိုချင်တဲ့ပန်းနိုင်တွေကဒီစီးပွားရေးမှာရှိတာဖြစ်တယ်ခုနသူစားလည်းပြောပြီးသွားပြီပေါ့နော်အဲ့တော့ကျမတို့လိုချင်တဲ့ financial freedom time freedom ကဒီစီးပွားရေးမှာရှိတာဖြစ်တယ်မြေပုံကလည်းရှိပြီးသားကျမတို့လက်တွဲခေါ်ယူပေးမဲ့သူတွေကလည်းရှိပြီးသား training ကလည်းအပြည့်ပေါ့နော်အကုန်လုံး business ကပြောရမယ်ဆိုရင်ဒီစီးပွားရေးကbusiness in the box ပေါ့နော် box ထဲမှာအကုန်ပါပြီးသားဖြစ်တယ်ကိုကဘယ်လိုပုံစံမျိုးနဲ့သွားမှာလဲကိုကနည်းနည်းပဲသွားမလားခြေချင်းပဲချောက်မလားကားစီးပြီးတော့သွားမလားဆိုင်ကယ်စီးပြီးတော့သွားမလားလေယာဉ်နဲ့သွားမလားဒါကိုပေါ်ပဲမူတည်တာဖြစ်တယ်ပေါ့နော်ကိုရောက်ချင်တဲ့ပန်းနိုင်မြင်ရောက်ချင်တဲ့ဆိုတော့လေယာဉ်စီးသွားပေါ့အဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုမျိုးပဲကျမတို့ဒီစီးပွားရေးမှာအကုန်လုံးကresources တွေအကုန်ရှိပြီးသားဖြစ်တယ်ကိုစိတ်ကြိုက်ကိုအနေနဲ့ကိုက driver တယောက်အနေနဲ့မောင်းပြီးတော့ပေါ့နော်ကိုခီးကိုဆက်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီစီးပွားရေးကကြတော့ကျမတို့လည်းအများအား sharing လုပ်တာပေါ့နော်ဒီစီးပွားရေးက Gary Quiz တော့မဟုတ်ဘူးကျမတို့အခုချက်ချင်းလုပ်ပြီးတော့ချက်ချင်းကြီးပွားချမ်းသာသွားတာတော့မဟုတ်ဘူးဒါပေမဲ့တစ်ပင်တစ်ပင်စိုက်တယ်လို့မျိုးပေါ့နော်ကျမတို့ချိန်ပေးရတယ်လေ့လာရတယ်သင်ယူရတယ်ကျမတို့ဒီစီးပွားရေးမှာကောင်းတာကလေ system ကိုကအသုံးချတတ်သွားပြီ system ကကိုယ့်အတွက် 90% ကိုအလုပ်လုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျမတို့ကတကယ်ပဲပေါ့နော်winning တွေပါရသွားပြီဆိုရင်တကယ်ကိုမှကျမတို့လိုချင်တဲ့ time freedom financial freedom ဆိုတဲ့အဆင့်ကိုမြန်ရောက်တဲ့စီးပွားရေးဖြစ်တယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့အနေနဲ့ကိုကစီးပွားရေးတစ်ခုကိုလုပ်ချင်တယ်ဒါပေမဲ့လုံးလို့အဆင်ပြေပါမလားသူများတွေဘာပြောပါမလဲနေပညာမတတ်ဘူးဆိုပြီးတော့ပေါ့နော်ဒီအခက်အခဲတွေကိုတွေးပြီးကြောက်နေမယ်ဆိုရင်တော့အခွင့်အရေးကကိုယ်နဲ့လွဲသွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီခေတ်မှာ digital ခေတ်မှာdigital နည်းပညာတွေသုံးပြီးတော့ system ရှိတဲ့စီးပွားရေးတစ်ခုကိုကိုကအခုကတည်းကပေါ့နော်တစ်ပင် site လိုမျိုးလောက်ထားမယ်ဆိုရင်နောက်9နှစ်နောက်10နှစ်ကြာတဲ့အချိန်မှာကျမတို့လိုချင်တဲ့ပေါ့နော်ဒီအိမ်မက်တွေကိုပေါ့နော်အကောင့်ထဲပေါ်ပေးနိုင်တဲ့စီးပွားရေးတစ်ခုဖြစ်တယ်ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့တကယ်လို့ပေါ့နော်ကိုကစိတ်ဝင်စားတယ်လေ့လာခြင်းနဲ့ဆိုရင်တော့ကျမတို့ညီမတွေမှာဒါ website ကိုစီရှိတယ်ကိုကြိုက်တဲ့သူရှိမှာဒါ register လုပ်ပြီးတော့ပေါ့နော်အရင်ဆုံးစပြီးတော့လေ့လာကြည့်ပါအဆင့်ဆင့်လေ့လာရတယ်ပေါ့နော်ဒီစီးပွားရေးကကိုပိုင်စီးပွားဖြစ်တဲ့အတွက်ကြောင့်မလို့အဆင့်ဆင့်လေ့လာပြီးတော့ကိုနဲ့ကိုက်ညီတယ်ဆိုလို့ရှိရင်ကျမတို့လောက်ကင်ပြီးတော့စီးပွားရေးလုပ်ငန်းတစ်ခုကိုလက်ရှိလုံးမထွက်ဖဲနဲ့ပေါ့နော်လောက်ကင်ပြီးတော့စတင်ထားလို့ရတယ်ဆိုတာကို sharing လုပ်ပြီးချင်ပါတယ်ဆိုတော့ဒီနေ့ပေါ့နော်ကျမရွေးချယ်ထားတဲ့ topic လေးကို sharing လုပ်ပြီးတဲ့ညီမတွေအားလုံးကိုကျေးဇူးတင်တယ်ပေါ့နော်ဆိုတော့ကျမတို့ live ကိုကြည့်နေကြတဲ့မိတ်ဆွေတွေအားလုံးကိုလည်းကျေးဇူးများတင်ပါတယ်နောက်နေ့တွေမှာမတူညီတဲ့ခေါင်းစဉ်လေးတွေနဲ့ပြန်လာပြီးတော့ sharing လုပ်ပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်bye bye